လူသားတွေခံစားနိုင်တဲ့နာကျင်မှုရဲ့အမှန်တကယ်အကန့်အသတ်ကဘယ်လောက်ရှိလဲလက်ကတုံးပေါ်ကိုမတော်တဆခြေတစ်ချောင်းနဲ့နင်းမိတာကနာကျင်မှုအဆင့်၈လောက်ရှိတယ်လို့ဆိုကြတယ်။သေစရာမဟုတ်ပေမဲ့ကိုယ်စိတ်ဝိညာဉ်ကိုတိုက်ခိုက်ခံလိုက်ရသလိုအယမ်းနာကျင်စေတဲ့ဖိန့်ပေါကိုအနီးကပ်ထိမှန်ရင်နာကျင်မှု15လောက်ရှိတယ်။ပရွက်စိတ်ကြီးတစ်ကောင်ကုတ်လိုက်သလိုဆူရှနာကျင်ပြီး grapefruit ဒီရွယ်လောက်အမဲဆက်ထွက်တတ်တဲ့လိန်အင်္ဂါကိုကန်ခံရတာကနာကျင်မှု60ထိရောက်နိုင်တယ်။အာယုံကြောတစ်လျှောက်လှိုင်းတလိုင်းလိုထိုးထွင်းပြီးတကူလုံးတုန်ခါသလိုခံစားရတဲ့အဆစ်တောက်မိတာက150လောက်ရှိတယ်။ဒါကမီးလောင်သလိုပဲမဟုတ်ဘူး။ကိုယ်ခန္ဓာကိုယ်အတွင်းမှစပြီးပျော်ကွဲသွားသလိုဖြစ်စေတယ်။ခန္ဓာကိုယ်ကချက်ချင်းထိတ်လန့်မှုရှော့ဝင်သွားတတ်တယ်။အသက်ရှင်နေစဉ်မီးလောင်ခံရခြင်းကိုလူသားတွေခံစားနိုင်တဲ့နာကျင်မှုရဲ့အမြင့်ဆုံးအဆင့်လို့ဆိုကြတယ်။အာယုံကြောအစွန်းများပျက်စီးသွားမချင်းနာကျင်မှုကိုဆက်လက်ခံစားရတယ်။အဲ့ဒါဟာသေဆုံးဖို့အတွက်အဆိုးရွားဆုံးနည်းလမ်းတစ်ခုဖြစ်တယ်။မင်းအတွက်တော့အဆိုးဆုံးနာကျင်မှုကဘာလဲ။